အားလုံးပဲမင်္ဂလာပါရှင်စိုးစိုးမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ရှားဆက်အားဆက်ရှိသောတိုက်ဆက်များအကြောင်းပဲဖြစ်ပါတယ်တိုက်ဆက်တွေအနေနဲ့ရှားမှာအမဲအဆက်အပြောက်များပါရင်မိမိပြောတဲ့အတိုင်းဖြစ်တာကျန်ရင်တစ်ဖက်လူထိတာမျိုးကြုံရတတ်ပါတယ်ကိုယ်စိတ်ထင်လာတဲ့အရာတွေကတိတ်မကြခင်ဖြစ်လာတာမျိုးတင်မဲ့သူကိုယ်တော်ကိုယ့်ရဲ့ပါရမီဘာသာတရားလှုပ်ဆောင်ပေါ်မူတည်ပြီးကြိုတင်ခန့်မှန်းနိုင်တာမျိုးတွေတွေ့ကြုံခံစားရတတ်ပါတယ်။စိတ်တိုဒေါသကြီးရွယ်သူတွေဖြစ်ပြီးအမှားမခံတဲ့သူတွေဖြစ်ပါတယ်။တယူသန်နဲ့အတ္တဆန်နဲ့ဆွဲလန်းကြီးသူတွေလည်းဖြစ်ပါတယ်။ဝမ်းနဲ့ရင်တော့လူမသိအောင်ခံစားတတ်ကြပါတယ်။ကိုယ်ဂယူးဆိုင်တာအလေးပေးတာမျိုးဆိုအရန်သဘောကျတတ်ပြီးပိုခင်မင်တွေ့တာတတ်ကြပါတယ်။မိသားစုကံမကောင်းတတ်ကြပါဘူးမိသားစုရဲ့အဝေးမှာနေရတာမိမိမွေးဖွားပြီးမိသားစုပြိုကွဲတာမျိုးတွေဖြစ်တတ်ပါတယ်ပုဂ္ဂိုလ်ပိုင်းဆိုင်ရာနံလောကသားတွေရဲ့ချစ်ခင်မှုတဘာဝလွန်ဖြစ်ရများဝါသနာပါသူတွေလည်းဖြစ်ကြပါတယ်နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဘူသူတရားစရာများကိုအဆက်မပြတ်တက်ဆက်မှဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ် notification လေးများကိုလည်းနှိပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်